ဆိုတော့ဒီနေ့48နဲ့48 49 50ပု္ပ္ပစာပေါ့နော် iki အဖတ်ပု္ပ္ပစာဆိုတော့다음을 읽고 물음에 답하십시오. အောက်ပါရိုးကိုဖတ်ပြီးတော့မိတာတွေကိုပြန်ဖြည့်ပေးပါဆိုတော့အရင်ဆုံးပထမဆုံးတစ်ပုဒ်အနေနဲ့ဒီကွက်လက်ဖြည့်လေးကိုအရင်ဖြည့်ကြည့်မယ်ဆိုတော့ကွက်လက်ဖြည့်ကိုဖြည့်တဲ့နေရာမှာဒီကွက်လက်ပါတဲ့စာချောင်းရဲ့သူ့ရဲ့ရှေ့အားစာချောင်းရဲ့သူ့ရဲ့နောက်ကပါတဲ့စာချောင်းရဲ့ဒီချာချာဖတ်ပြီးမှဒီကွက်လက်ထဲမှာဖြည့်ရမယ်စလုံးကိုရွေးကြည့်ဘာလို့လဲဆိုတော့စာမေးပွဲကြရင်ဒီစာပိုက်တွေကိုဖြည့်တဲ့နေရာမှာအချိန်မလောက်တာမျိုးတွေရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီ49မှာရှိတဲ့ဒီအဖြေလေးတွေကိုအရင်ဖတ်ပြီးလို့ရှိရင်ဒီသူ့ရဲ့ကွက်လက်ထဲမှာဘာထည့်ရမလဲเนาะအဲ့ဒါလေးကိုပြန်ဖတ်တာပို့ပြီးတော့အဆင်ပြေမယ်ဆိုတော့네ကြည့်အောင်한국은 코리아가 더 교육열이 높은 편이다. 교육열. 또의 어떤가 교육열이 높은 편이다. အဲ့တော့ကိုရီးယားနိုင်ငံဟာပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်မှုမြင့်မားတဲ့သဘောမှာရှိတယ်။ 이러한 교육열은 디로묘ပညာရေးဆိုင်ရာစိတ်အားထက်သန်မှုဟာ입시를 준비하는 학생들에게 입시လို့ခေါ်တဲ့ဒီဝင်ခွင့်စာမေးပွဲတွေကျောင်းဝင်ခွင့်စာမေးပွဲတွေကိုဖြေဆိုနေတဲ့ပြင်ဆင်နေတဲ့ကျောင်းသားတွေအတွက်과도한 스트레스를 줄 수 있다는 과도한 롱게의 세피지물이고 비싼나이네 소의 단점이 있기도 하지만 안에제 신입이멜레 한국 경제를 코리아의 시와이고 발전시키는 또다시나인의 원동력이 되기도 한다. 아디가 아치간인 아트쿨의 피데. 국가와 국민이 모두 나인간의 비두 알론가 이마꼴라심에 전체적으로서 딱쿨롱 니네 국민들의 지식 수준이 비두레의 어디냐 지가 센단하 올라갔을 뿐만 아니라 민마용나 막가베네 우수한 인재들이 투존의 루이존이고 국가 경제 발전에 에러 투존의 루이존이가 나라의 시보아의 또tem무마 기여할 기회도 반복비나임의 권위드쿠니네 자연스럽게 바와 짜잔에 더 많이 마련되었기 때문이다. 보비로 암야이 빈센나인의 어쩌자매 피바에 이러한 가운데 딜로 치니리의 엘레마 고등학교 수학 과목에 고등학교로 거래 attendance 딘차 바다의 교육 과정이 띠냐이 띵한사리하 점점 피비네 더 쉬워지고 있다고 한다. 보비로 레귤라레로 소바레 교육부에서는 띠냐이 원이타나 니네가로 수학 교육 과정에서 띵차네 빠뜨데 리라무리마 학생들이 어려워하는 부분을 짜우나리 캐캐의 세이바이니에 아니 세이바이니고 축소하거나 쇼차라베 피피 뺀 것에 대해서 페샤라이드 아포마 과학적 전문 지식을 바떼변비냐야 사이야 쫀진무 띠비냐리고 갖춰야 하는 피지타야의 직업을 알로가이니고 선택하지 않은 이상 매유체디디위가로 굳이 따뜻 어려운 수학 내용을 캐캐레 뜨민따뜻 캐캐레 띵차 받아야 사야 장야리고 공부할 필요가 없다고 릴라지야 말로 앞으로 그 이유를 밝혔다. 또의 장인고 어떻게 말해? 그러나 답임에 교육 전문가들은 삐냐이 사야 전진 삐냐신위가로 국민 전체의 수준이 비두 알로의 신단하 높아지지 않으며 민마음라부 속에 몇 사람의 노력과 실력만으로 루네수의 조사문의 이진드쿠레네 국가가 나인간과 보유하는 파인사인탈의 기술이 미비냐리가 좋아지지 어렵다고 까우몰라보 캐케레로 지적하고 있다. 타오피아니 말해. 한강의 기적이라 불린 만큼 함리의 아어산제웨야로 소야라우테티 한국 경제가 코리아의 시와이하 발전한 것은 또달라게 체디가 몇 명의 엘리트가
အထက်တန်းလွှာလူနည်းစုက이끌어온ဥဆောင်လာခဲ့တာ이끌어온 게 아니라 အဲ့တော့အထက်တန်းလွှာလူနည်းစုကဥဆောင်လာခဲ့တာမဟုတ်ဘဲနဲ့나라 전체에서နိုင်ငံမှာရှိတဲ့လူတိုင်းက느낄 수 있는ခံစားရတဲ့뜨거운 교육열 덕분이었음을 ဆရာထက်တန်မှုမြင်မာတဲ့ပညာရေးရဲ့ကျေးဇူးကြောင့်ဆိုတာကို꼭 기억해야 할 것이다. မှတ်သားထားရမှာပဲဖြစ်ပါတယ်လို့ပြောထားပါတယ်ဆိုတော့ကဒါဆိုရင်တို့49ကြည့်ကြအောင်ဆိုတော့ကွက်လက်ထဲမှာထည့်ရမယ့်အရာနံပါတ်1 치열하게 공부하다 보니 치열하게서 빈빈탄탄의 공부하다 보니 အဲ့တော့ရှေ့ကစာပိုက်မှာကဘာရှိလဲဆိုလို့ရှိရင်သူက국가와 국민이 모두 အဲ့တော့နိုင်ငံနဲ့ပြည်သူတိုင်းက 치열하게 빈빈탄탄의 조사의 အတွက်ကြောင့် 이거는 아니고라고 생각합니다. 넘버 2 교육의 열을 올리다 보니 ပညာရေးမှာဆရာထက်သန်မှုမြင့်တင်လိုက်တော့အဲ့တော့ပညာရေးမှာဆရာထက်သန်မှုတွေမြင့်တင်လိုက်တဲ့အခါမှာ전체적으로ပြည်သူတွေရဲ့နော်အားလုံးကိုခြုံကြည့်မယ်ဆိုရင် 국민들의 지식 수준 ပြည်သူတွေရဲ့ပညာရေးဉာဏ်ရည်အဆင့်တန်းဟာပိုပြီးမြင့်မားလာယုံတာမကလို့ပြောတဲ့အတွက်ကြောင့်မို့လို့정답은 2번입니다. 그래서 넘버 3 경제에 관심을 갖다 보니 CYမှာစိတ်ဝင်စားမှုတွေကိုထည့်လိုက်တော့아니고 넘버 4 스트레스에 노출되다 보니 စိတ်ဖိစီးမှုတွေထွက်ပေါ်လာတော့ 아닙니다. ဒါကြောင့်သူက 국가와 국민이 모두နိုင်ငံနဲ့ပြည်သူအားလုံးက 교육의 열을 올리다 보니 ပညာရေးမှာဆရာထက်သန်မှုတွေကိုမြင့်တင်လိုက်တဲ့အခါမှာအားလုံးတိုးတက်လာတယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့အဖြေမှန်ကနံပါတ်2ဖြစ်ပါတယ်။နောက်48ကတော့ဒီအပေါ်ကစာပိုက်ကိုရေးထားတဲ့မုတ်ကြော့ရည်ရွယ်ချက်ကိုရှာပြရမှာ။အဲ့တော့48မှာတော့အရင်ကပြောခဲ့သလိုပဲသူကကြတော့ဒီစာပိုက်ကိုအစအဆုံးဖတ်မှသူ့ရဲ့ရည်ရွယ်ချက်ကိုနားလည်မှာ။ဆိုတော့ပထမအဆုံးက1 수학교육 과정 변경에 အဲ့တော့သင်္ချာဘာသာရပ်နဲ့ပတ်သက်တဲ့ဒီဘာသာရပ်ဆိုင်ရာအပြောင်းလဲတွေ변경လို့ခေါ်တဲ့ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး우려를 표하기 위해서 အဲ့တော့ဒီအများပြည်သူရဲ့ပူပန်မှုနော်ပညာရေးဝန်ကြီးဌာနရဲ့ရှင်းပြမှုအပေါ်မှာပြည်သူတွေရဲ့တုံ့ပြန်မှုနဲ့စိတ်ပူပန်မှုတွေကို표하기 위해서နော်ဖော်ပြဖို့အတွက်နံပါတ်2 교육 분야의 인재 육성 အဲ့တော့ 교육 분야 လို့ခေါ်တဲ့ပညာရေးဆိုင်ရာနယ်ပယ်မှာ 인재 육성 လို့ခေါ်တဲ့လူရည်ကျွန်းတွေပြုစုပြောထောင်ခြင်းရဲ့ဂျူညိုဆောင်အရေးကြီးမှုကို주장အခိုင်အမာပြောဆိုဖို့အတွက်နံပါတ်3 한국의 경제 발전과 코리아의 CYတိုးတက်မှုနဲ့ 교육열의 관계 ပညာရေးဆိုင်ရာဆရာထက်သန်မှုရဲ့ပတ်သက်မှုတွေကို 설명하기 위해서 ရှင်းပြဖို့အတွက်နံပါတ်4 입시 경쟁으로 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေရဲ့ 경쟁 เนาะအဲ့တော့ရှင်ပြိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ 스트레스의 위험성 စိတ်ဖိစီးမှုရဲ့အန္တရာယ်ရှိမှုကို 알리기 위해서 အသိပေးဖို့အတွက် 4번은 아무래도 아닙니다. 이거는 ဆိုတော့ဒီမှာဒီ3ချက်ထည့်ကြည့်ရဆိုတော့နံပါတ်3ကိုကြည့်မယ်ဆိုရင်ကိုရီးယားရဲ့စီးပွားရေးဆိုင်ရာတိုးတက်မှုနဲ့ပညာရေးရဲ့ပတ်သက်ဆက်နွယ်မှုတွေကိုရှင်းပြနေတဲ့သဘောအဲ့တော့ရှင်းပြနေတဲ့သဘောဆိုဒီမှာသူပြောတာကနော်ဒီပညာရေးဆိုင်ရာရည်မှန်းချက်မြင်မာတယ်ပညာရေးသင်တယ်အဲ့ဒီအတွက်ဒီလိုမျိုးပညာရေးဆိုင်ရာရည်မှန်းချက်ကိုမြင့်တင်လိုက်တဲ့အခါမှာတနိုင်ငံလုံးရဲ့အသိဉာဏ်ဘုဒ္ဓအစဉ်တန်းနေပို့ပြီးမြင်မာသလိုစီးပွားရေးမှာလည်းအထောက်အကူဖြစ်တယ်လို့တော့သူကပြောထားတဲ့အချက်ရှိတယ်သို့တော်လည်းပဲဒီအချက်ဒီသူ့ရဲ့ရည်ရွယ်ချက်တော့မဟုတ်ဆိုတော့ 이거는 아닙니다. နောက်နံပါတ်2 교육 분야 ပညာရေးနယ်ပယ်မှာလူရည်ကျွန်းတွေကိုပြုစုပြောထောင်ဖို့နဲ့ပတ်သက်ပြီးတော့လည်းသူကအခိုင်အမာပြောဆိုထားတာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာက 수학 교육 과정 လို့ပြောတဲ့ဒီသင်္ချာဘာသာရပ်မှာသူတို့ဒီကျောင်းသားတွေအတွက်ခက်ခဲတဲ့အပိုင်းတွေကိုလျှော့တယ်ပြီးလို့ရှိရင်ဒီပယ်လိုက်တဲ့အပေါ်မှာဒီလိုမျိုးသင်္ချာဒီအပိုင်းတွေကိုဖယ်ထုတ်လိုက်ခြင်းအပြင်နိုင်ငံရဲ့အခြားသောနေရာမှာထိခိုက်မှုတွေရှိတယ်ဆိုတာကိုသူပြောချင်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ပူပန်မှုတွေကိုဖော်ပြဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့정답은 1번입니다. 오케이.
နောက်마지막으로 50번 အဲ့တော့သူကတော့လွယ်တယ်ပေါ့နော်အပေါ်ကစာပိုက်နဲ့ဒီနေုံအကြောင်းအရာရဲ့တူညီတာရွေးပြဆိုတော့ 한국의 수학 교육은 점점 어려워지고 있다. 이거는 틀립니다. 발룰레스 아빠마 뼈비다. 피비네 또 로엘라레로 뼈래 이건 아니고요. 그러면 높은 교육열이 한강의 기적에 영향을 주었다. 그렇죠. 디니아말이 한강의 기적 수라가 한미의 안어산제 외에서 코리아 체인도로된마 사고 또달라레 에드자몰로 한미의 또 안어산제 왜 안어시아 산제물이 내가တစ်ခုလို့ तू ပြောချင်တာအဲ့ဒါအချိန်တိုအတွင်းမှာကိုရီးယားရဲ့တိုးတက်မှုပေါ့နော်အဲ့လိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကရောင်ရမ်းငယ်ကြောတာဒီကောနဲ့မာကြရောဘာလို့လဲဆိုရင်ကိုရီးယားရဲ့ဒီတိုးတက်မှုပေါ့ကိုရီးယားရဲ့တိုးတက်မှုမှာပညာရေးဆိုင်ရာရည်မှန်းချက်ကတက်ရောက်မှုရှိတယ်ပညာရေးမှာမတိုးတက်လာဘူးဆိုရင်တို့ရဲ့စီးပွားရေးမှာလည်းတိုးတက်စရာမရှိဘူးအဲ့တော့ရောင်ရမ်းငယ်주다는 거는 이거는 일단 많은 거라고 생각해요. number 3. 교육부의 정책은အဲ့တော့ပညာရေးဝန်ကြီးဌာနရဲ့မူဝါဒက 인재들을 찾는데 루이존을 샤프의နေရာမှာ 도움이 된다. အကူအညီဖြစ်တယ်이건 아니에요. 교육부가 သူပြောထားတာကနော်ကျွမ်းကျင်ပညာရှင်အစစ်မဟုတ်ဘူးဆိုဒီသင်္ချာတွေကိုမသိလဲရတယ်လို့ပြောတယ်이건 아니고요. number 4. 과학 연구자들은 အဲ့တော့သိပ္ပံပညာရဲ့ဆိုင်ရာသုတေသနပြုမဲ့သူတွေဒါမဟုတ်ဘူးဆိုရင်굳이တမင်သက်သက်ကြီးသင်္ချာဘာသာရပ်ကိုမလေ့လာလဲရတယ်လို့ပြောတဲ့အတွက်이거는 아예 아닙니다. 그래서 정답은 2번입니다. 그래서 P가 1, 2, 2 ဖြစ်ပါတယ်. 네.